ဒီရပိုင်းတွင်းမှာပေါ့နော်ကျွန်တော်နေနဲ့တင့်စီကိုပေါ့နော်ကိုကိုတကယ်မေတ္တာစိတ်မေတ္တာမှန်နဲ့ပေါ့နော်ဒီလိုမျိုးတွေကူညီမဲ့သူတွေပေါ့နော်ကိုကိုစိတ်အေးချမ်းစေမဲ့သူတွေကိုတီကိုပေါ့နော်မေတ္တာတရားတွေကြီးမားတတ်တဲ့ပေါ့နော်ကိုပေါ်မှာအဖေလိုအမလိုအကူလိုပေါ့နော်ဒါမှတော့မိဘလိုတစ်မျိုးပေါ့နော်ကိုကိုမိတ်ဆွေလိုတစ်မျိုးပေါ့နော်ဒီလိုမျိုးတွေမေတ္တာတရားတွေကြီးကြီးမားမားပေးမဲ့သူတွေကူညီမဲ့သူတွေပေါ့နော်ဒီလိုကိုဘဝတွေကိုဒီရက်ပိုင်းတွင်းမှာဝင်ရောက်လာဖို့ရှိနေပါလေဗျအထူးသဖြင့်ပေါ့နော်ကိုဘယ်လိုပြောရမလို့ကောင်းစေခြင်းပြီးတော့ပေါ့နော်ကိုကမှမေတ္တာတရားကြီးမားတဲ့သူတွေပေါ့နော်ဒီရက်ပိုင်းဒီမှာတင့်စီကိုရောက်ရှိလာဖို့ရှိပါတယ်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်တော့မင်းရကဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ပေါ့နော်အပတ်စဉ်လေးဆက်ပေးနေကြဖြစ်တယ်ကျွန်တော်ရဲ့မင်္ဂလာရွှေစကားအစီအစဉ်ကနေပြီးတော့ရန်နေကြိုဆိုလိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်ခုနကတော့ပြောသွားသလိုပေါ့နော်ဒီတစ်ပတ်တွင်မှာတော့တင့်စီကိုကို့အတွက်ပေါ့နော်ကျွန်တော်တို့အနေနဲ့စိတ်အေးချမ်းမှုတွေပေးမယ်ကို့အတွက်ပေါ့နော်ဒီလိုမျိုးမေတ္တာတွေနဲ့အစစ်မှန်နဲ့ကူညီမဲ့သူကို့ပေါ်မှာမိဘလိုတစ်မျိုးပေါ့နော်မိတ်ဆွေလိုတစ်မျိုးဒီလိုမျိုးတွေမေတ္တာပေးမဲ့မေတ္တာရှင်တယောက်ပေါ့နော်သင်ဘဝလေးကိုရောက်ရှိပြီးလာဖို့ရှိတယ်ဆိုတာကျွန်တော်အနေနဲ့မင်္ဂလာရွှေစကားအနေနဲ့ပြောလိုက်ပါတယ်ဗျအဓိကတော့ကျွန်တော်အနေနဲ့ပေါ့နော်စင်ငယ်လေးတွေဆိုရင်တော့ပေါ့နော်ကိုယ့်စီကိုနောက်တဲ့ကိုယ့်အတွက်ပေါ့နော်ကျွန်တော်ပြောလိုမျိုးအဖေလိုအမေလိုချစ်သူလိုပေါ့နော်ဒီလိုမျိုးတွေကိုယ့်ပေါ်မှာမေတ္တာတရားတွေကြီးပေးမဲ့သူတွေဘောနော်ကိုယ့်ရဲ့ဘဝတွေကိုဒီရပိုင်းထဲမှာဝင်လာဖို့ရှိပါတယ်ဗျချစ်သူရေးသားရှိပြီးသားအိမ်အောင်တွေဆိုရင်တော့ဘောနော်ကိုယ့်ပေါ်မှာတကယ်ကိုစစ်မှန်တဲ့မိတ်ဆွေစစ်တွေတော့၎င်းဘောနော်ကိုယ့်ရဲ့အခက်ခဲတွေကိုဘောနော်မေတ္တာနဲ့ကူညီပေးမဲ့သူမျိုးတွေဘောနော်ကိုယ့်ရဲ့ဒီလိုမျိုးဘောနော်ကိုယ့်အတွက်ဘောနော်ဒီအကျိုးကျေးဇူးရှိစေတတ်တဲ့သူတွေဒီဘက်တွေမှာရောက်ရှိလာဖို့ရှိပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီgood energy လေးကိုပေါ့နော်ဒီလို positive energy လေးကိုကျွန်တော်အနေနဲ့ climb လုပ်ဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ဗျကျွန်တော်အနေနဲ့ပေါ့နော်အထူးသဖြင့်ပေါ့နော်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီရက်ပိုင်းတွေထဲမှာဆိုရင်ကျွန်တော်နဲ့ကိုယ့်ရဲ့မိသားစုတွေတော့ကိုချီရတဲ့သူတွေကိုလိုက်လိုက်လဲဒီရက်ပိုင်းတွေမှာမကြာခဏပေါ့နော်ချီမွန်စကားလေးတွေနှွေးထွေးတဲ့စကားလေးတွေကိုပို့ပြီးတော့ပြောပြသေးချင်ပါတယ်ဗျကျွန်တော်အနေနဲ့ပေါ့နော်ဒီတိတ်ကတော့ကိုမှစိတ်အလိုမကျစရာတွေပေါ့နော်ဒီလိုမျိုးစိတ်နာကျင်ရတဲ့အကြောင်းတွေကိုဒီရက်ပိုင်းတွေမှာပြင်လဲပေါ်ထုတ်ညီခုံချင်းတွေကိုဝေဝေလေးရှောင်းသိမ့်ပါလေဗျအဲ့ဒါကျွန်တော်ပြောချင်တာကတော့မနော်အပြောချွေရင်မပလဲမိတ်ဆွေတို့တဲ့မေတ္တာရှိထားရင်ကံပွင့်တယ်ဆိုတဲ့စကားလိုပဲပေါ့နော်အဲ့တော့တင်းရဲ့ဘဝဝင်မှာမင်္ဂလာရှိတဲ့အတန်တွေပဲလွှမ်းမိုးနေအောင်လို့ဒီဘက်ဒီမှာကြိုးစားပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျဒီအပတ်တွေမှာတော့ကျွန်တော်အနေနဲ့ငွေကြီးနဲ့အလုတ်ကင်ပိုင်းတွေမှာဆိုလဲအကောင့်ဘက်ကိုဥတည်နေတာကိုဝမ်းသာစရာတွေ့ရပါတယ်ဗျအဲ့တော့အဆက်ရမှာဒီတစ်ပတ်တွေမှာတော့ကျွန်တော်အနေနဲ့အရှိန်အဟုန်နဲ့ပေါ့နော်အလောက်ကင်မှုလိုအပ်ပါတယ်ဗျဒီအပတ်တွင်မှာတော့ကျွန်တော်တို့ငွေကြေးကန္တာတာကြီးလဲမြင့်မားနေတာဖြစ်တဲ့အတွက်ပတ်စံလေးပါလေးလဲစုကြပါလို့တော့ပြီးရင်လဲဟိုကျွန်တော်ပြောတယ်ငွေနဲ့ထောက်ငွေလေးကိုတည်တည်ကြကြစစ်စီပြီးတော့သုံးကြပါလို့ကျွန်တော်နဲ့မင်္ဂလာရွှေစီကားဟောပြောလိုက်ရပါတယ်ခင်ဗျာ